ဘယ်နှကုံယူတဲ့အချိန်ကိုစိတ်ထွက်သွားလို့ရှိရင်ဘယ်နှကုံမတည်ဘူးဘုရားတရဏကိသာမိဆိုစိတ်ရှိရင်ရှိမယ်ပေါ့ဓမ္မတရဏကိသာမိဆိုစိတ်အိမ်ရောက်နေရင်တတိတရဏကုံမတည်ဘူးဟင်ဒီမှာတရဏကိသာမိဆိုစိတ်ပြောင်းရောက်ချင်ရောက်မသေးကြလို့တရဏကုံကိုသုံးခါပေးယူပါတချီမမြဲတချီမြဲပေါ့ဟုတ်နော်တို့ကဆိုနေကြမို့ဆိုလို့ဒါပြောတာနော်ဟင်ဂျာမဝရမိတာဝရိထဆိုတာပါဠိနဲ့အနဲ့ကိုမသိချင်းနေငါဆိုသလိုလိုက်ဆိုလို့ခိုင်းဟုတ်နော်ဘာလို့ခိုင်းလို့တရဏဂုံခံတဲ့အချိန်မှာမိမိကြီးလိုက်မှာဆုံးတယ်ဟုတ်နော်တရဏဂုံခံတဲ့အချိန်ကိုရောနှုတ်ရောစိတ်ရောသုံးခုလုံးတရဏဂုံတီအောင်လုပ်ရမှာဗျတော့နိုင်ပါမလားဒီမိုးမိတ်ဘုရားတရဏကိသာမိတို့ဟောအိမ်ဘသူဘာမှမပြောကြရသေးဘူးတော့ဆိုပါသွားတယ်ဓမ္မဗျာဟုတ်ကလားခုမှမသားထားပါမဒီမိုးမိတ်နေတော့အဲ့တော့တရဏဂုံမယူပြီးဖျားရှိခိုးရညာလည်းဖျားရှိခိုးနေတာပဲအခုဖျားနမောတတကဖျားရှိခိုးခိုင်းတာတရဏဂုံမခံယူခင်ခင်ဗျားတို့ဖျားအာယုံပြုခိုင်းတာဗျနမောတတပခောတော်ပါလေဟုတ်နော်ဒီလိုတော့တရဏဂုံ၃ပါးရဲ့ပန်းရှင်စိတ်ပြီးဖျားပွင့်မှာတရားပေါ်တာလေတရားတော်တိုင်းကျင့်မှာတန်ခါဆိုတာပေါ်တာဟင်အခုလည်းတို့တန်တရာကထွံ့မြောက်ဖို့လွတ်မြောက်ရေးအတွက်ခေါင်းဆောင်ကြီးဖျားပဲကွဖျားပွင့်မှာတရားပေါ်တာမဟုတ်ဘူးလားတရားတော်တိုင်းလိုက်ကျင့်မှာတန်ခါပေါ်တာတောင်းမို့ဒီတရဏဂုံ၃ပါးခံယူမဲ့ချင်ရင်ဖျားအာယုံပြုခိုင်းတာတော့နမောတတလို့ဆိုရင်ဖျားအာယုံပြုတော့ဓမ္မအာယုံမပြုရင်တော့ကြတော့နမောတတအပြည့်ပြိုင်ပွဲဖြစ်တာများသူရင်ကြအောင်ငါရင်ကြအောင်တယောက်တည်းနောက်ကျနေရှက်စရာကြီးကို